မင်္ဂလာပါရှင်လိုက်စာတူရဲ့ပတ်စင်ဗုဒ္ဓဟူးနေ့တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့မိုက်ဂျာယန်ဒေတာမှာတန်ဆိုင်ခင်စာထူလေစပါစတင်စိုက်ပျိုးနေတဲ့တင်တိုက်ပွဲတဲ့နဲ့ကမ္ဘာစားနပ်ရိက္ခာဖူလုံရေးနဲ့ World Food Safety Day အခမ်းအနားပြုလုပ်တဲ့တင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မအန်ခုံချစင်ပါရှင်။ကဲဝရှိပိုင်းတိုင်းမိုက်ဂျာယန်ဒေတာအတွင်းရှိပြည်သူများဟာယခုနှစ်အတွင်းတန်ဆိုင်ခင်အစားထိုးလေစပါးကိုအဓိကလုပ်ငန်းအဖြစ်စတင်စိုက်ပျိုးလုပ်ကိုင်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။တန်အစားလေလုပ်ငန်းစတင်ပြောင်းလဲလုပ်ကိုင်ရမှာကြုံရတဲ့အခက်အခဲကိုမိုက်ဂျာယန်မှဦးစခုံဆောက်လွတ်မှအခုလိုပြောပါတယ်။လွန်ခဲ့တဲ့နှစ်တွေမှာကြံကိုအဓိကလုပ်ငန်းဖြစ်လုပ်ကိုင်နေပေမဲ့2019-2020ခုနှစ်မှာကိုဗစ်19ကပ်ရောဂါကြောင့်တရုတ်ပြည်ဘက်တင်ပို့လို့မရတော့တာကြောင့်တန်ဆိုင်လို့အဆင်မပြေတော့တာကြောင့်ဖြစ်တယ်လို့စကုံဆောက်လို့မှဆက်ပြောပါတယ်။မိုက်ဂျာယန်ဒေတာမှပြည်သူအများစုမှာတန်ဆိုင်ခင်းကိုအဓိကလုပ်ကိုင်ပြီးမိသားစုစာဝတ်နေရေးကိုဝင်ငွေရှာတာဖြစ်ပြီး COVID-19 ရောဂါကြောင့်တန်ဆိုင်ခင်းလုပ်ကိုင်တာဟာမတေချာတော့တာကြောင့်တန်ခင်းတွေကိုလည်းအဖြစ်စတင်ပြောင်းလဲစိုက်ပျိုးလာတာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ကဲ့ရဲ့အမတ်ရှိတမဟာအမတ်35တက်ရင်းနေမြင်နမမှာဇွန်လ9ရက်နေ့မနက်9:35မိနစ်အချိန်ခန့်ကစစ်ကောင်စီတပ်ဖွဲ့ကိုကဲ့ရဲ့တပ်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဖကံပမာစီလှူရှားလာတဲ့စစ်ကောင်စီတပ်ခမာယ136တပ်တို့ဟာနမစစ်တပ်ကနေခြေလျင်ဖြစ်ထပ်မံစီရဲလှူရှားထွက်ခွာလာစဉ်ကဲ့ရဲ့တပ်နဲ့ KPDF ပူးပေါင်းတပ်တို့၄ကြိမ်တိုင်မိုင်းခွဲတိုက်ခိုက်တာဖြစ်ကြောင်းသိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက်၎င်းစစ်ကောင်စစ်တပ်တို့အဖွဲ့မှ၄ဦးတေဆုံးခဲ့ပြီး2ဦးတန်ရာရရှိခဲ့ကြောင်းရှေ့တန်းစစ်မြေပြင်သတင်းအရသိရပါတယ်။အဆိုပါစစ်ကောင်စစ်တပ်ဖွဲ့တို့ဟာကဲ့ရဲ့အမတ်6အမတ်26တပ်ရင်းနေမြေတဝိုက်မှာလဲစီရဲလှူရှားတာတွေရှိတာကြောင့်ကဲ့ရဲ့တပ်ဖွဲ့နဲ့မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပါတယ်ရှင်။ကမ္ဘာလူသားတွေစားနပ်ရိက္ခာဖူလုံရေးကိုအောက်မေ့တပွဲတတိယနေဖို့အတွက်ဇွန်လ9ရက်နေ့ကမ္ဘာစားနပ်ရိက္ခာဖူလုံရေးနေ့ဟုသတ်မှတ်ထားကြောင်းသိရပါတယ်။လုံခြုံမှုရှိတဲ့အစားအစာကလူသားအလုံးရဲ့ကျန်းမာရေးအတွက်အဓိကဖြစ်တဲ့ပတ်ဝန်းကျင်တိုးတက်ရေးခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေအတွက်လည်းလုံခြုံမှုရှိတဲ့အစားအသောက်တွေနဲ့တွင်တွဲနေတဲ့အတွက်လူသားအလုံးနေ့စဉ်စားသုံးနေတဲ့အစားအသောက်လုံခြုံရေးကိုသိရနေဖို့အတွက် UN မှဇွန်လ9ရက်နေ့ကိုWorld Food Safety Day လို့သတ်မှတ်ပြီးယခုနှစ်2022ခုနှစ်ရဲ့ဆောင်ပုဒ်ကလုံခြုံမှုရှိတဲ့စားနပ်ရိက္ခာနဲ့ပိုမိုကောင်းမွန်တဲ့ကျန်းမာရေး Safe Food Better Health ဖြစ်ပြီးလူသားတွေရဲ့ခန္ဓာကိုယ်ပေါ်မှာစိုးကျိုးတက်ရောက်စေမယ့်အစားအသောက်တွေကိုစမ်းစစ်ခြင်းကျန်းမာရေးအတွက်ကောင်းကျိုးဖြစ်စေတဲ့အစားအသောက်တွေကိုပိုမိုအားစိုက်ဆောင်ရွက်ဖို့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမ္ဘာ့စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေး FAO မှလက်တွေ့လှုပ်ဆောင်ပြီးကမ္ဘာအနှံ့အသိပညာပေးအမြင်ဖွင့်တာတွေပြုလုပ်နေပေမဲ့မြန်မာနိုင်ငံမှာတော့ယခုအထိမ်းအမှတ်မျိုးဆောင်ရွက်တာမရှိသလောက်ဖြစ်ကြောင်းလည်းသိရပါတယ်။2018ဒီဇင်ဘာလမှာတော့ UN သွေးဆုံဆွေးနွေးပွဲမှာဇွန်လ9ရက်နေ့ကို World Food Safety Day လို့သတ်မှတ်ထားတာဖြစ်ပြီးအစားအသောက်လုံခြုံမှုမရှိမတန့်ရှင်းမလက်ဆက်တဲ့အစားအသောက်တွေကြောင့်နှစ်တိုင်းလိုကမ္ဘာလူသားတန်ပေါင်း600နီးပါးဖျားနာခြင်းများဖြစ်ကြကြောင်း UN ရဲ့ရှာဖွေထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ပမာတိုင်းသားပါရာဖြစ်သတင်းတင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။